Welcome to All Moon Moon O အားလုံးကိုမင်္ဂလာပါအခုကျွန်တော်နဲ့အတူကြည့်ရှုမဲ့ဗီဒီယိုလေးကတော့တည်စင်ဦးရဲ့ဗီဒီယိုလေးဖြစ်ပါတယ်သူရဲ့ဗီဒီယိုခေါင်းစဉ်တတ်ထားတာကတော့ဘိုနဂါကိုကိုနဂါဖြင့်ရည်ချင်းနေနော်ပေါက်စရာတော့လည်း play နဂါလို့ပြောင်းပေးလိုက်တယ်ပြီးတော့ကျော်စိုးကလည်း play နဂါတဇင်ဦးစီရောက်တော့လည်းကိုနဂါဖြစ်သွားပြီပေါ့ဟေးပါနဂါကလည်းဒုက္ခပဲနော်ကိုနဂါအလင်းဝင်ရောက်လာခြင်းတဲ့ခေါင်းစဉ်ရေးထားတာနော်တဇင်ဦးကဒါဆိုတော့ဒီဗီဒီယိုလေးကိုကျွန်တော်နဲ့အတူကြည့်ရှုနားဆင်လိုက်ရအောင်နော်တဇင်ဦးကကိုနဂါအကြောင်းဘာတွေပြောသွားလဲဆိုတော့စိတ်ဝင်စားဖို့တော့ကောင်းတယ်နော်ကိုနကအလင်းဝင်တဲ့သတင်းလေးသိပြီးကြပြီလားရှင်ဒီကနေ့ဖေဖော်ဝါရီလ18ရက်နေ့ည8:00နာရီသတင်းမှာကျမတို့ဒီစကိုင်းရဒေသကြီးရင်းမပင်ခရိုင်ပလဲမြို့နယ်မှာပေါ့နော် BNI အဖွဲ့ရဲ့ဦးဆောင်သူဖြစ်တဲ့ကျမတို့ကိုနိုင်လင်းခေါ်စနေသားလေးကိုဂါးဆိုရင်ဖြင့်ကျမတို့ဒီကနေ့နိုင်ငံတော်ရဲ့ထုတ်ပြန်ချက်အရာပေါ့နော်နိုင်ငံတော်ရဲ့ထုတ်ပြန်ချက်အရာဒီကနေ့ဖေဖော်ဝါရီလ18ရက်နေ့ညနေ4:45မိနစ်အချိန်မှာတဲ့ဒီစကိုင်းနယ်ဒေသကြီးရင်းမပင်နဲမှာရှိတယ်ပေါ့နော်ကျမတို့ဒီနေလုံခြုံရေးဆောင်ရွက်နေတဲ့တက်မတော်တက်စကန်တစ်ခုကိုလာရောက်ပြီးတော့မိသားစုနဲ့အတူလက်နက်ခဲ6လက်နဲ့အတူလာရောက်ဆက်သွယ်ပြီးတော့အလင်းဝင်ရောက်ခဲ့တယ်ဆိုပြီးတော့နိုင်ငံတော်ကတော့ထုတ်ပြန်ထားတာဖြစ်ပါတယ်ဆိုတော့လက်နက်မျိုးစုံ6လက်နဲ့ဆက်ဆက်ပစ္စည်းများနဲ့အတူတဲ့ပေါ့နော်မိသားစုဝင်တွေလည်းပါတယ်တဲ့လာရောက်ပြီးတော့ကျမတို့တက်မတော်ထံကိုအလင်းဝင်ရောက်လာတာဖြစ်ပါတယ်ဆိုတော့ဒီသတင်းလေးကြားလိုက်တဲ့အချိန်မှာပဲကျမတို့မြင်လိုက်ရတဲ့အချိန်မှာပဲအင်မတန်မှမင်္ဂလာရှိလာပါတယ်အဲ့တော့အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့ဘုံနဂါကိုလည်းကျမတို့ဂုဏ်ပြုပါတယ်ကြိုးဆိုပါတယ်လဲဝမ်ဘတ်တပါနဲ့ကျမတို့ကြိုးဆိုပါတယ်ဆိုတော့ကျမတို့တုတ်လိုပဲပေါ့နော်တုတ်တီလည်းပဲသူကာလာတစ်ခုကြာတဲ့အထိမှန်မှန်ထင်းတဲ့လက်အောင်သူရွေးထည့်ခဲ့တယ်မှန်မှန်ထင်းတဲ့လက်အောင်ရွေးထည့်ခဲ့တယ်ဒါပေမဲ့ပြည်သူတွေလိုချင်တာကဒီလိုဘဝမျိုးလားပြည်သူတွေကိုပေးချင်တာရောဒီလိုဘဝမျိုးလားဆိုတော့သူအပြပြန်လာမေးခွန်းထုတ်ပြီးတော့စဉ်းစားပြီးတဲ့အခါမှာသူဒီလမ်းကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့လိုက်တယ်လို့တော့ကျွန်မကတော့ယူဆပါတယ်ဆိုတော့အခုရဲ့ဆုံးဖြတ်ချက်ကတကယ်ကိုမှန်ကန်ကောင်းမွန်လာပါတယ်ဆိုတော့နိုင်ငံတော်ရဲ့ထုတ်ပြန်ချက်အရာကတော့ဒီကနေ့ပေါ့နော်တို့ပြင်မဲ့လဲTelegram ကိုကြည့်တဲ့သူတွေတော့သိမှာပါကျွန်မရဲ့ Telegram channel မှာဆိုရင်ကျွန်မဘုံနဂါမကောင်းကြောင်းတိတ်မကြည့်ဘူးသူနဲ့ပတ်သက်တဲ့သတင်းတစ်ခုခုတင်မယ်ဆိုရင်ကိုဂါးဆိုပြီးတော့ကျွန်မတို့စနောက်ပြီးတော့တင်လေးရှိတယ်အဲ့ဒါတစ်ချက်ပေါ့နော်နောက်တစ်ခုကလွန်ခဲ့တဲ့6လလောက်ကတည်းကစပြီးတော့ပေါ့နော်ဘုံနဲ့ဂါးနဲ့ကျွန်မတို့ဒီပြောရရင်တက်လော်ဘီဆယ်လီတယောက်နဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံတစ်ပုံဆိုရင်လည်းလူမှုကွန်ရက်မှာပူတိုရှော့လို့တကယ်အစ်စ်လို့ပြန်နိုင်ခဲ့ရလဲရှိတယ်ပေါ့နော်ဆိုတော့ဒါတွေအားလုံးကတိုက်ဆိုင်မှုတွေမဟုတ်ဘူးလို့တော့သိကြကြပါတယ်ဒီလောက်ပဲကျွန်မပြောမယ်ပေါ့နော်အရေးမွက်လေးပဲကျန်တာကတော့ကျွန်တော်တို့ပြောတယ်မပြောတယ်စဉ်းစားပါအောင်မယ်ဆိုတော့အဲ့လိုလေးတော့ရှိပါတယ်ဆိုတော့ကျွန်တော်တို့အခုဘုံနဂါအလင်းဝင်လာတယ်ဆိုတဲ့သတင်းကိုကြော်ညာပြီးတဲ့နောက်ပိုင်းမှာရင်းမပင်နယ်ကကျွန်တော်တို့ဝက်ကုန်းရွာတဲ့ဝက်ကုန်းရွာဘက်မှာဆိုရင်ဒီ NUG လောက်ခံ PDF အဖွဲ့တွေ MOD အဖွဲ့တွေရနေပြီးတော့ရွာသားတွေကိုဒုက္ခပေးဖို့အတွက်ကိုလူငယ်ကအများပြားနဲ့စီရင်ရောက်ရှိနေကြတယ်လို့ရွာသားတွေကတော့သတင်းပေးလာတယ်ဆိုတော့အခြေအနေကတော့အဲ့လိုမျိုးလေးတော့ရှိတာပေါ့နော်ဆိုတော့ဒါလုံခြုံရေးတပ်ဖွဲ့ဝင်တွေကသိရှိပြီးတော့နောက်ဆက်တွဲဆောင်ရွက်ကြလိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်အဲ့တော့ကိုဂါးလိုပဲနော်မမကန်ဆုံးဖြတ်ပြီးတော့အရှိတရားကိုလက်ခံပြီးတော့အဖြေရှာခြင်းတဲ့သူတွေအဖြေထွက်ခြင်းတဲ့သူတွေလည်းထပ်ပြီးတော့ဆက်သွယ်လာပါကျမတို့ချိဆက်ကိုဆောင်ရွက်ပေးပါမယ်မင်္ဂလာရှိသောညချဒီမှာဆိုရင်လည်းတဇင်ဦးကလည်းဖိတ်နေတယ်နော်ဒါနဲ့သူ့ရဲ့ဗီဒီယိုရဲ့ comment မှာဘာတွေရေးထားလဲဆိုတော့ကြည့်လို့မရအောင်ဖြစ်နေတယ်ဒါဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲဘေးရန်ကင်းပြီးရှင်လန်းချမ်းမြေ့ကြပါစေဘိုင်ဘိုင်